ဟုတ်တယ်ဆိုရင်ကိုနိုင်လင်းအနေနဲ့ကိုနဂါအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပလဲမြို့နယ်ထဲမှာပါဖို့ရတရားဝင်ဟုတ်မဟုတ်ဆိုလို့ချင်းပြည်ထောင်ရေးဝန်ကြီးဌာနကိုစာတင်ပါပြည်ထောင်ရေးကိုမေးစရာမလိုပါဘူးပြည်ထောင်ရေးဝန်ကြီးဌာနစာတင်ပြီးတော့သူတို့ဒီတင်ထားတဲ့ပလဲမြို့နယ်ပါပါတယ်လူထုဆန္ဒနဲ့ရွေးချယ်ထားတာရှင်းပြမယ်အဲ့လိုပြည်ထောင်ရေးဝန်ကြီးဌာနကိုစာတင်ပါစာတင်ပြီးလို့ပြည်ထောင်ရေးဝန်ကြီးဌာနကပလဲမြို့နယ်ပါအဖွဲ့အစည်းထဲမှာဒီလူတွေပါလို့စရင်ကြလာပါလိမ့်မယ်ကြလာတဲ့အခါကိုနိုင်လင်းနာမည်ပါရင်ကြပါတယ်အစည်းအဝေးတက်ပါလောလောဆယ်အဲ့ဒါကသူတို့ကန့်ကွက်ချင်တဲ့လူကသူတို့ကိုမေးလိုက်ပါကျွန်တော်အနေနဲ့ကန့်ကွက်ချင်တာလူထုဆန္ဒရှင်မှာဖွဲ့ထားပြီးသားလူထုဆန္ဒရှင်မှာပါဖွဲ့ထားပြီးသားဖြစ်တဲ့အတွက်အခုလက်ရှိပါတယ်ဒီမှာအစည်းအဝေးကိုပုံရှိုးကွယ်ရှိုးလုပ်နေကြတာလည်းကြာပြီနော်အမှားယွန်းတွေမြေပြင်မှာမငြိမ်ညွတ်မှုတွေထိတ်တိုက်ဖြစ်ရှင်းမှရမယ်ပြောပြီးတော့အစည်းအဝေးကိုပုံရှိုးကွယ်ရှိုးလုပ်တယ်အခုလာတော့လူကြီးလူကောင်းမဆန်တဲ့ပုံစံနဲ့မင်းပါလို့ဘာမဆန်တာခဏလေးလို့ရှိအခုရပြောနေတာကြိုက်တဲ့မူလာခဲ့လူထုရှင်မှာဖွဲ့ထားတဲ့ကိစ္စနော်တဲ့နားတော့မရှင်းရှင်းပြောတာကျွန်တော်ပြောတာလကားနဲ့လကားကြီးတွေလုပ်ပြီးလွင်ရင်ရုံမာတော့ကမင်းရောငါတို့ရောအစည်းအဝေးတက်ခဲ့တယ်လှမ်းမင်းရုံတစ်ခါနောက်ကြအမားရင်ဖွဲ့သွားလို့ကျွန်တော်ကမျိုးနယ်အဆင့်မဟုတ်တော့ပါဘူးဆိုပြီးတစ်ခါပြောတယ်ဘယ်သူကတော့မင်းပြောခဲ့တယ်ဘယ်သူကတော့ဘယ်နေရာမှာတော့ဘယ်နေရာတော့မျိုးနယ်အဆင့်မပြောမဟုတ်တော့ဘူးဆိုတစ်ချက်ထပ်ပြမမင်းလက်ကြီးဘာလို့လာတော့အမင်းလည်းမဖြစ်ဘူးနောက်တစ်ချက်တို့ရဲ့ပါဖညီလာခံခေါ်တော့ကမင်းပါခဲ့တယ်အဲ့တော့ကိုအောင်မိုးကသဘာပတိလုပ်တယ်ကိုအောင်မိုးကိုတိုင်ကကိုနိုင်လင်းက MRD တက်ဖွဲ့လက်နက်ကင်တက်ဖွဲ့ရောက်သွားပြီဆိုကိုအောင်မိုးအနေနဲ့တခါပြောဘူးတယ်အဲ့ဒါဆိုရင်ကိုအောင်မိုးတို့တာဝန်ခံလိုက်မယ်ငါကလည်းဘာနဲ့မဆိုင်ဘူးတခါမှမပြောဘူးအဲ့တော့အခုဘာတွေကနေထုတ်ရှင်နေဆိုရင် NGO ကတရားဝင်စာယူခဲ့ပါအခုအစည်းအဝေးကိုလုံးမလားမလုပ်ဘူးလားဒါပဲပြော MRD ရဲ့ကျွန်တော်သူဖြတ်မှာတော့အဲ့ဒါကိုတက်ခွင့်မရှိတဲ့လူလာတတ်တဲ့အတွက်ဖြတ်ပါတယ်ဒီနေ့အစည်းအဝေးဖြတ်ပါတယ်ဒီမှာပါမပါတဲ့လူတွေအများကြီးရှိတယ်ဒီအစည်းအဝေးမှာပါတယ်မပါတဲ့လူတွေအများကြီးရှိတယ်ကိုတိုင်ကပါထဲမှာပါထားပြီးသားဖြစ်တဲ့အတွက်ဒီအစည်းအဝေးကိုစပါလို့လူလဲစုံပြီဆိုရင်ဖြတ်ပြီဆိုရင်ဖြတ်တဲ့လူကတာဝန်ခံဖြတ်တာဝန်ခံနဲ့ဖြတ်တယ်နော်တေးကြလားတေးကြတယ်တာဝန်ခံနဲ့အဲ့တော့ပလဲမျိုးနဲ့ပါအဖအစည်းအဝေးကိုကိုနိုင်လင်းခေါ်ကိုနဂါလာရောက်နှောက်ယှက်တဲ့အတွက်ပျက်စီးသွားပါတယ်ကျွန်တော်တို့ပါအဖအစည်းအဝေးလုံးလုံးမရပါဘူးသမားတွေကလက်နှလုံးညာစကားနဲ့ငါလာပြီးချင်းချောက်မနေနှလုံးတွေပြောတာမဟုတ်တယ်ပြောတာနော်နှလုံးပြောတာငါလည်းရှင်းရှင်းလေးပဲပြောတာမင်းတို့အစည်းအဝေးဖြတ်မှာကိုကျန်တဲ့လူတွေလက်ခံပြီးပြတ်တယ်ဆိုရင်ငါပြန်ပြီဆိုရင်ငါနောက်ဆက်လို့အစည်းအဝေးပြတ်သွားတာပြောနေတာကရှင်းရှင်းလေးခင်ဗျားတို့နှစ်ယောက်ကြားထဲမှာနော်ပြဿနာဖြစ်နေတယ်ကျွန်တော်ပြောနေတာကဒီနေ့အစည်းအဝေးတဘောမဟုတ်တော့မှာခင်ဗျားတို့ရတယ်တယောက်နဲ့တယောက်အလိုတန်းညှိမှာပဲရတယ်ဟာဘာမှတွေးဖို့ရလဲခက်လို့ကျွန်တော်ပြောပြတာနော်တွေးဖို့ရလဲခက်နေလို့ပြောတယောက်တွေးပြီးတော့ဆိုရင်အစည်းအဝေးမဟုတ်ဘဲနဲ့ခင်ဗျားတို့အေးစစ်စစ်ပြောကျွန်တော်ပြောတာကျန်တဲ့လက်နက်တိုင်တွေလည်းကျွန်တော်တို့ထိန်းထားမယ်။နော်ကိစ္စမရှိဘူး။လုံးလုံးပြကျွန်တော်ပြောနေတာပဲနေလို့ရတယ်။ဒါကမင်းကငါဓာတွေမကြိုက်လို့ဟုတ်လား။ကိုတော်ကလည်းကိုတော်တဲ့ခင်ဗျားဓာတွေမကြိုက်လို့ခင်ဗျားအဲ့လိုပြောတာကျွန်တော်ပြောနေတာ။စီဝေးမှာလောက်ကြောင်ပါ။ကျွန်တော်ကျန်တဲ့ကောင်တွေထိန်းထားမယ်။ကျွန်တော်စီဝေးကိုကျွန်တော်တို့ကမြို့နယ်မလုံးနဲ့ရတယ်။ခင်ဗျားတို့ချင်းပြောဆွေးနွေးမယ်။ဟုတ်ဘူး။မြို့နယ်စီဝေးကိုလည်းပြောရမယ်။အဲ့ဒါပြောရတာကောင်းတယ်။အဲ့ဒီကျွန်တော်တို့လည်းလုံးလုံးရတာရှေ့ပြောပြီးတော့ကျွန်တော်တို့ဆိုလို့ကျွန်တော်ဒေါသတွေမောဟတွေနဲ့လုပ်ကြတယ်ရှေ့ဆက်အဲ့လိုဘုံဘုံရှေ့ဆက်နေရအောင်ဖြစ်နေမှန်တယ်လေဒီမှာတော့ခံရတဲ့ကိုသူအမတ်လို့အမိခံရတယ်လို့ကျွန်တော်တို့ကိုယ်တိုင်တော့ကျွန်တော်ပြောတာကအစည်းအဝေးမလုပ်နဲ့ရတယ်ခင်ဗျားတို့နှစ်ယောက်ညှိသားနေထဲမှာထိုင်ပြီးတော့တို့နေအောင်ကြီးကျွန်တော်ရှေ့လျှောက်သွားမယ်လမ်းတင်ကိုပဲဆွေးနွေးမယ်အစည်းအဝေးမဆိုင်ဘူးအစည်းအဝေးလုပ်နေတာဆိုင်ဒီမှာတော့ကိုနာကခင်ဗျားလည်းတော့ဗာမြေတိုင်းကနောက်ဆုံးမှာတစ်ချက်ရှိတာအခုကခင်ဗျားလည်းလျှော့တာပြောနေရှင်းတဲ့အတိုင်းဘာဒီဘာဒီငါတို့ကဘာဒီမကျင်းလို့ဘာဒီဒီကြောင်တယောက်နဲ့တယောက်တွေ့တော့ခြုံလုံးလေးကိုမင်းတို့လည်းတွေ့ကြလို့ပါကဖာနေပြီးတော့တောင်းတယ်ကျွန်တော်ချက်ပါဒီမှာဘက်ကလည်းမတန်းနေတယ်ဟိုကလည်းမတန်းနေတယ်အဲ့မတန်းနေကျွန်တော်တို့ဘာလို့မလို့အနေထားဘိုင်းပေါ်မှာလောက်ရင်ဘလို့သိခါတယ်ငါတို့6လို့ဖြစ်မှာလို့ပါဖာလို့စမ်းကြည့်မှာအဲ့ဒါသိခါကြခြင်းမကြခြင်းကကိုယ့်ရဲ့လောက်ရအပေါ်မူတည်တယ်ငါတို့မြို့နယ်ရဲ့စီးအောင်မှုကိုစီးအောင်လို့ရအောင်ပဲယူမယ်အခုငါကစီးအောင်မှုရအတွက်ညှိနှိုင်းဖို့လာတယ်လေမလာရဘူးဆိုပြီးတော့အမတ်တယောက်လောက်ခဲ့တဲ့လူကစကားပြောတယ်ကွာဘုံလုံးပြောက်လုံးမယ်မပြီးသေးဘူးပွဲတယ်ဒီနေ့ဒီနေ့လာကျင်တာမဟုတ်ကျွန်တော်ပြောမယ်ပွဲတယ်မပြီးသေးဘူးကျွန်တော်ပြောတာတော့ကျန်တဲ့အဲ့ဒီအကန့်ကကျွန်တော်တို့ကရှင်းပြလို့ရတယ်ရှင်းမပြလို့မရဘူးဟုတ်ဘူးနော်အဲ့ဒီအကန့်အရေးကြီးနေတာမဟုတ်ဘူးပြောချင်ဘူးမဟုတ်ကျွန်တော်ပြောချင်တာမဟုတ်ဆရာကြီးခဏလေးအဲ့ဒီအကန့်အရေးကြီးနေတာမဟုတ်ဘူးနော်တအုံနဲ့တအုံအမြင်မကြည့်ပြီးတော့တန်တရားပွားနေတာကအရေးကြီးနေတာတကယ်တမ်းဒါကြောင့်မို့ကျွန်တော်ပြောတာအဲ့ဒါကိုအရင်လို့ရတယ်ကျင်းတယ်ဆွေးနွေးလေအဲ့ဒါကြောင့်ဆွေးနွေးခိုင်းနေတာအခုကိစ္စကိုဆွေးနွေးခိုင်းနေတာကခင်ဗျားတို့အချင်းချင်းတန်တရားတွေကို
ကျင်းกว่า လုံးဝစီးမဲ့ပေါင်မဲ့အဲ့ဒီ ကျန်တာကစီးတဲ့ပေါင်တဲ့ဆိုတာကအခုဖြစ်ချင်းဟိုကိုတော်ထက်တီးကျင်တဲ့ဥစ္စာကိုလည်းပဲကျွန်တော်တို့ကပြည်သေးရေးမေးလို့ရတယ်ဟိုကိုကရေးမေးလို့ရတယ်မေးလိုက်အဲ့ဒါနောက်ကျတော့နောက်တစ်ကိုင်းအနေနဲ့ကျွန်တော်တို့ကပြန်ပြီးလို့ရတယ် မှန်တယ်ကျွန်တော်ပြောနေတာဒီလေး ပုံကိုရေးတွေပါနေလို့ ဟုတ်ငါပြောတာခဏနားတော့လူတို့ရဲ့ဆန္ဒနဲ့ကျွန်တော်တို့ဖွဲ့ထားပြီးတာ NUG ကပြည်ထဲရေးထုတ်တယ်ဆိုရင်လည်းသူတို့ပဲထုတ်သူတို့စာနဲ့ထွက်သူတို့တာဝန်ယူသူတို့ ဟုတ်တယ်အဲ့ဒါနောက်တစ်ခါဖြစ်သွားပြီလို့တော့ဒီနေ့မှာခင်ဗျားတို့အချင်းချင်းတွေ့နေကြတယ်ဘာတွေမကြည်လေတာတော့ဘာပြဿနာတွေရှိကြတာတော့ဆိုတော့ပြောကြစမ်း မကြည်လေတာတွေကထုတယ်မရှိဘူးအစည်းအဝေးတရားအတွက်လာတယ် လက်ရှိပါပါဘက်ကလည်း လုံးတရားရှိတဲ့လုပ်ငန်းလုံးရုံနဲ့အခုလိုလာချင်းမတက်ရဘူးဘာပါတယ်မပါဘူးဆိုပြီးသူ့အာဘော်နဲ့သူပြောတာကပြဿနာပဲအဓိကအဲ့ဒါပြဿနာပဲ ပါပါနဲ့ကိုနကားနဲ့ဆိုင်လာတို့မေးရမယ်ဆိုင်နေဆိုရင်တရားဝင်လက်ခံရမယ်ကိုနိုင်လင်းဘက်ကလည်းမင်းရောအဆက်အသွယ်တွေရှိတယ်မေး အခု မင်းတို့မင်းရော ကိုတော်လည်းကျွန်တော်ပြောအဲ့ဒီအဆင့်ကလွယ်လွယ်လေးအဲ့ဒီအဆင့်ကိုလောက်ရတာလွယ်လွယ်လေး အဲ့ဒီအဆင့်ပြီးမှကျွန်တော်တို့ အဲ့ဒီအဆင့်ကိုလောက် အဲ့ဒါဆိုရင်အခုမလို့မယ်နော်လူလူညီလာကရှေ့မှာဖွဲ့ထားတဲ့ပါပါကို ငါပြောကြတယ် ဟုတ်ငါပြောတာနားထောင် ဒါနဲ့ပါအဖက ငါပြောတာနားထောင်ပါဦး မင်းပြော အဲ့ဒီလူလူညီလာကရှေ့မှာဖွဲ့ထားတဲ့21ယောက်ကအကုန်စုံသလားထပ်တိုးရှိလားမရှိဘူးလားလူပြောင်းတာရှိလားမရှိဘူးလား တို့အခါအားလျော်စွာတွေစီစုံကြီးဆုံးဖြတ်ချက်နဲ့လူပြောင်းခဲ့တယ် အေးအခါရောသာစုံကြီးစုံပြတ်ချက်နဲ့ဆိုပြီးအဲ့ဒီစုံကြီးကဘယ်တော့မှမဖိတ်ခဲ့ပဲနဲ့သွားနေတာရှိတယ် မင်းအမအာရီမဖွဲ့ခင်တော့ဆိုမင်းအမြဲတမ်းလာတက်တယ် မင်းအမြဲတမ်းလာတဲ့မပြောနဲ့ဖိတ်ကိုမဖိတ်လို့မင်း မဖိတ်ရအဲ့အစည်းအဝေးကိုမသိခဲ့လာခဲ့တယ်ဒီနွေးအေးလာခဲ့တယ်ငါနဲ့တော့3ခါမင်းတွေ့ ငါအဲ့ဒီ3ခါပဲတက်ခဲ့ရတဲ့ကျန်တာတွေကငါ့ကိုမဖိတ်ပဲနဲ့မင်းတို့အစည်းအဝေးကို နော် ငါ့ကိုမဖိတ်ပဲနဲ့မင်းတို့ကသာမင်းတို့လောက်တာတွေပဲရှိတာ ဒီဘက် ပြောင်းချင်းစကားပြောမယ်ဒီမှာမတက်ရပြီးစကားပြောရတာပြောလဲပြောနေရတာပဲအဲ့ပါ လူကြီးလူကောင်းလို့ပဲ ကျွန်တော်လည်းမဝင်ဘူးခင်ဗျားတို့ မဟုတ်ဘူးပါရမှာအားလုံးပါရမှာ လည်းမဝင်ဘူးရှင်းရှင်းပြောတာ ညီလိုက်ဖို့ညီလိုက်ဖို့ညီလိုက်ဖို့ ပြဿနာအစည်းအဝေးမလုပ်နဲ့အစည်းအဝေးမဟုတ်ဘူး ဒီအစည်းအဝေးတော့ အစည်းအဝေးတော့မလုပ်နဲ့ အဲ့ဒါကိုနောက်ရက်ကျမှကျွန်တော်တို့ပြန်ပြီးဆုံးပြမယ်အဲ့ဒါကိုဟုတ်ပြီလားအခုအကောင်းဆုံးကတော့ကျွန်တော်တို့တွေ့တော့ကိုပြပြလဲလဲညှိကြမယ်အဲ့ဒါအကောင်းဆုံးပဲကျွန်တော်တို့ရှေ့ဆက်သွားဖို့ ငါတို့ဒီလို ပြောမယ်နေပြင်မှာကျတော့တအားခက်ခဲတယ် ဒီလူကောင်းလေးပဲဘယ်လိုလုပ်တိုင်းပြည်ရှိ အဲ့လိုမင်းလည်းမပြောနဲ့အဲ့လိုလည်းမပြောပါနဲ့ဘယ်သူမှစကားလည်းမပြောပါနဲ့ကြောက်ကြအဲ့လိုမပြောကြနဲ့ကျွန်တော်တို့ကကျွန်တော်အဓိကပိုက်နေတယ် ဘောကြောအားလည်းလို့ကြားလိုက်တယ်မဟုတ်လား ကြားပါတယ် ကြားတယ်ဆိုရင်ရှင်းနေတဲ့အလုပ်ပဲဒီလိုစီကမ်းမဲ့တာမျိုးပြောရဘူး အဓိကကြားတဲ့ပိုင်းတစ်ခုရောက်တာပို့ပဲရေးကြည့်တယ်ပါတော့ ဒီနိုင်ဖို့ညင်ညွေရေးကြောင်ပြောနေပြီးတော့ဗဟမလာတွေလျှောက်ပြောနေလို့ဘယ်လိုလုပ်ရမှာ ကဲတော်တော်ပုံကိုရေးတယ်မပြောကြဘူးမလား အစည်းအဝေးမဟုတ်ဘူးဆိုတော့ ဟုတ်ရ ဘသူမှရန်လုံးစရာမလိုဘူးမဆိုင်ဘူးပါဖားတယ်လို့သူ့ကိုလည်းရန်လုံးစရာမလိုဘူးခင်ဗျ ရန်လောက်တာမဟုတ်ဘူးမူရပြောနေ ဘာမှုတော့ ဘာမူတော့ ဘူးဆိုရင်တရားဝင်ချလာခဲ့တရားဝင်ချလာခဲ့လို့ပြောပြီးပြီ ဒီတိုင်းလည်းရနေတာဗျာဝါကြတယ် စကားပြောနေရတယ်ဒီတောင် ဝါကြတယ်ဦး ထောက် လား ပြီးတော့လေ ကျွန်တော်တို့အဲ့ဒါပြောအဲ့ဒါပဲကျွန်တော်တို့အဓိက ဝါကြတယ်ဦးလားလို့ပြောတာ ဟုတ်ပြီဒီပုံစံနဲ့ဆက်သွားကြည့် ဒါတော့ဝန်ထိုင်မယ်လို့ထိုင်မယ်ဒါကတော့ဝန်ထိုင်မယ် ခိုင်းနေအကြောင်းမရှိ လာပါခင်ဗျာကျွန် ခိုင်းနေ တော် အကြောင်းမရှိ အဲ့လိုမလုပ်ကြ ညီနိုင်မို့လိုတယ်လေခံရမှာလေညို့ပုံစံမျိုးလာတာညီနိုင်မို့လာလို့မရဘူး ပုံစံလာတာညီနိုင်မို့လာတာ ညီနိုင်မို့လာတာမဟုတ်ဘူးဘာလို့မို့လာတာလား ပြဿနာလည်း အေး ပုံမ ဒီ ကြည့် ဒီနဲ့စကားပြောပြပြလေးလေးရှင်းတာညီနိုင်မို့ပဲလေ ပြဿနာမရှိဘူးကျွန်တော်တို့ခေါင်းကရှင်းပြပြီခင်ဗျားတို့အချင်းချင်းကျွန်တော်ပြောပြလာတာ အကုန်လုံးပါရမှာအကုန်လုံးညီနိုင်အကုန်လုံးစကားပြောရမှာမျိုးနဲ့အစဉ်ဖွဲ့စည်းထားလို့ ပြောတာကောင်းပါလေကောင်းတဲ့လက္ခဏာပါအဲ့ဒါကျွန်တော်တို့ကစုံတာလည်းကောင်းလည်းကောင်းတယ်ဘာပြောရတော့ဟုတ်ကဲ့ကျွန်တော်စုံလုံးကို တော့ကောင်းတယ်ပြောသားမှာထားပြီးတော့ကြတော့ပြစ်ချင်တာကိုပြောကြစမ်း အဲ့လိုပြော တကယ်လို့မရဘူးနော်ဒီအစည်းအဝေးမလုပ်ဘူးစကားမပြောချင်ဘူးဆိုပြက်ပြက်သားသားကိုယ့်ကိုတာဝန်ယူပြီးထွက်သွားရ တော်ပါတော့အဲ့ဒါအဲ့ဒီကိစ္စလည်းမပြောနဲ့တော့လားအထက်ဝင်ပြီးတော့တုံးလေးနဲ့ဖြစ်နေတာခုလည်း တော့လည်းဖြစ်ချင်ဘူးကျွန်တော်အမှန်တကယ်ကျွန်တော်တို့လူကြီးကြလဲရှင်းရှင်းလင်းလင်းချပြတယ်ပေါ့ ဒီဝက်ဖြတ်သိမ်းတယ်ပြက်ပြက်သားတာပဲနော်ဟုတ်မယ် ဟုတ်ပြီ ကဲအဲ့တော့ကြံတဲ့လူတွေကအစည်းအဝေးတက်ချင်တဲ့ပါဆိုလဲတက်ကြ ဟုတ်ဘူးကိုစောတဲ့ငါပြော ဟုတ်ကဲ့ ခဏလေးပါခဏလေး နေထားကြည့် ခဏလေးပါခဏလေးကို ဒီလိုမဟုတ်ဘူး စောတဲ့ဗျာစောတဲ့ခဏလေးကြောင်ပြောမယ်ခဏလေး ဆိုင်လိုက်တာလေးမဆိုင်လိုက်တာလေးမြကဲကျန်တဲ့လူတွေလိုက်ပြီးဆိုင်လိုက်တာလေး ဖေးပါကိုထင်တယ်လို့ဆုံးဖြတ်နေပြီစီတော့ကြိုက်ရတယ်ရှိတဲ့လူတွေနဲ့ကျွန်တော်တို့ဆွေးနွေးပြီးလုပ်လို့ရတယ် ကြံတဲ့လူတွေဆွေးနွေးတာမဆွေးနွေးတာသူတို့သမိုင်းလူကြီးပဲ ရတာတင်းလူတွေရော ဒီကဟောရပြောင်းလုပ်ပြီးပြက်ပြီးမှကျွန်တော်တို့ဆက်သွားလို့ရမှာအဲ့ဒါကြောင့်ဘယ်သူပါပါမပါပါအဲ့ကိစ္စမရှိဘူး
ဒီနေထားကြီးဆို နော်ဒီလိုစိတ်ဓာတ်တွေနဲ့မျိုးနဲ့ဘယ်လိုညှိနှိုင်းလို့ ဒီနားရမှာပေါ့ မင်းတို့ကောင်းနေပါဒီစိတ်ဓာတ်တွေ ဒီနားကြတော့ကျွန်တော်တို့ကစီးဝဲမဟုတ်ဘူးတုံးနဲ့တုံးညီ အများကြီးပခုံးထမ်းပေးပြီးပြီမင်းတို့ကောင်းနေပါတီဆိုင်မှာဟိုဒီဘက်ရဟိုပြန်သွားတဲ့ကောင်ကြီး ဘာကဝါရောပါရောနဲ့ပြောင်းလို့ရမှာအနည်းရမပြောင်းမေးဆိုပါမနေ့ကမှပြီးတယ် ချောင်းရတော့ကျွန်တော်တို့ကမှန်ရတယ်ဆွေးနွေးမယ့်ကိစ္စအများဆုံးဆွေးနွေးပြီးလည်းလောက်တော့ကောင်းပါတယ် အကုန်ကောင်းမယ်ပေါ့ကျွန်တော်တွေ့ရတော့တလောက်ပါ အကိုအဓိကတော့ NUG ရဆုံးဖြတ်ပေးမှာဆုံးဖြတ်ပေးပြီးတော့ ဒါပါတီဆိုင်တော့ဒါကိုတော့ထက်ရ မင်းကလည်းမျိုးမထုံးနဲ့မျိုးမထုံးနဲ့ဒီနေ့ဒီချိန်ဒီငါဒေါ်လာရေးပေါ်လဲတစ်ထောက်ဖောက်ပြီးလုတ်ခဲ့တာမဟုတ်ဘူးမင်းပြီးတော့ကိုချိုးလည်းမင်းဟိုအကုန်လုံးမင်းချနေရမှာမဟုတ်ခုနေ့တော့အစည်းအဝေးဆိုဘာမှမဆိုင်တဲ့လူတွေလိုက်ဖော်နေတာဒေါ်လာရေးကာလလူတွေမှပို့ရွှေ့ကိုရေးလုံးနေတာကျွန်တော်တို့ကပြီးတာတိုင်းကျွန်တော်တို့ပြောတာပဲပြောတာမရှိဘူးပြောဘူးပဲ ကျွန်တော်တို့အဓိကတော့ NUG ဘက်ကိုတက်တော့အောင်မေးပြီးတော့ခုနိုင်လင်းရောက်ပါတယ်ဆိုကျွန်တော်တို့အတူတူလက်တွဲပြီးတော့အမြင်ကြီးသွားလို့ရတယ်အပါဘူးဆိုလဲ तू ကလက်နဲ့ခိုင်တက်ဖွဲ့မပါဘူးဆိုလဲမပါဘူး ဒီဇာနေမောင်ကမင်းတို့တရားရေးထဲမှာခန့်တာပဲဟုတ်လားလူနေဆုံးပြတဲ့တရားရေးထဲခန့်တာပေါ့ဟုတ်လားဟုတ်ပြီအဲ့ဒါလည်းမတတ်တယ် အဲ့ဒါလေမင်းတို့ခွေးကိုသူ့ဘောရောက်တယ်နော်ငါဘုံလုံးပြောတာ ဟိုမှာဟုတ်ပါဘူးဟုတ်တယ်အဲ့ဒါဇာနေမောင်ကအဲ့ဒါရရရတော့ရ